မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Nestory ကားတဲ့ Audio Book Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာကြီးတော်ရဲ့တခိုးဆိုတဲ့စာအုပ်လေးကိုကျွန်တော်ကဖတ်ပြပေးသွားမှာဖြစ်ပါတယ်ဆရာကြီးကိုလည်းစာအုပ်လေးကိုဖတ်ပြခွင့်ပြုဖို့တောင်းဆိုရင်ဒီဗီဒီယိုလေးကနေတဆင့်ဂါရဝပြုနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာအားလုံးပဲစိတ်ဝင်စားနဲ့အဆုံးထိလိုက်ပါနားဆင်ပေးကြပါအောင်ခင်ဗျာပိန်ယူကြုံမရဖြစ်နေတယ်ငွေရဲ့ကြီးရဲ့အကြောင်းလည်းမဟုတ်ပါဘူးသူစင်ထားတဲ့ခွင်းကိုဖိုးသားကိုနဲ့ပါကညောနှစ်ယောက်ပေါင်းပြီးကြော်သွားလို့ပဲအစာကလေးကဖိုးသားကလူလိမ်မှန်းတော့သူသိတယ်ဒါပေမဲ့ကိုနဲ့ပေါင်းကြံတဲ့သူကိုတော့ပြန်လိမ်လောက်အောင်ဒီလှုပ်လိုက်မယ်လို့မထင်မိဘူးအမှန်တော့အကွက်ကရိုးရိုးကလေးရဲ့သူစည်းကိုမက်လက်တူနဲ့ပေါင်းပြီးရုံအောင်လှုပ်ပြီးရောင်းမယ်ပြီးရင်ရတဲ့လောက်ခွဲယူပြီးသွားမယ်ဒီလောက်ပဲအခုကျဖိုးတောင်ကသူ့ကိုကြော်ပြီးခွင်ကောင်းကိုတတ်ထိုင်သွားတာငါပိန်တယောက်တည်းဥရိကြည်နေတယ်ဒါကြောင့်အန်ကိုကြိတ်ပြီးဒီလောက်နဲ့ပြီးမသွားပါဘူးဖိုးတောင်ဦးရဘိုးကြီးရဲ့အင်္ဂန်မှာဖိုးတောင်ကိုခန့်ခန့်ကြီးထိုင်နေတယ်ပြောရအောင်မယ်ဗျဘိုးကြီးကတကူတဲ့သမားလူပြိုကြီးတော့မဟုတ်ဘူးမိမတော့ရဘူးတယ်ရဘူးတဲ့မိမကလည်းဆုံးပြီးတော့သူ့ရဲ့သားနဲ့သမီးကိုလည်းမိမဘက်ကအမျိုးတွေကလာခေါ်သွားလို့တကူတဲ့ဖြစ်နေတာသူလည်းလိုက်မခေါ်ပါဘူးမိမရှိတုန်းကလက်ထပ်ပွားလဲလေးရာလေးတွေသူရင်းငှားပေးပြီးတကူတဲ့နေနေတာဒါကြောင့်သူ့အိမ်ဟာလည်းဆင်းဆင်းရဲရဲတော့မဟုတ်ဘူးရဲ့ဒီရွာမှာတော့ပါကညောရဲ့ဖွာလာခင်ရဲ့ပြီးရင်သူ့အိမ်ကအသားနာဆုံးပဲဒါကြောင့်ပါကညောကြီးမဟုတ်တာတခုခုလုပ်မယ်ဆိုဘိုးထိတ်အိမ်ကိုပဲရွေးတယ်သူ့အိမ်မှာကသူ့ကတော့အရင်စောဖို့ရှိတဲ့အတွက်တိတ်လုံးလို့မရဘူးလေတော့ကြအရင်စောဖို့မိယာလှမ်းဖြတ်လို့အမြင့်ပြတ်ပေးနေမှာကိုဘိုးထိတ်ကြတော့စိတ်တူကိုယ်တူရှိတဲ့အပြင်နှုတ်လဲလုံနေလေအခုလဲကြည်ပါလားပီယာဈေးဆိုတာကြီးလိုချင်တော့ဘိုးထိတ်အိမ်လာကြိတ်ကြံနေတာဘိုးတော်ကဖျားစီရှိထိုင်ပြီးဖျားရင်ကြော့လိုက်သေးတာပြီးမှပါကညောတို့ဘက်လှည့်ပြီးဘီယာဝါစာဘီယာဝါစောဘီယာတိတ်တိဘီယာနက်ခတ်တွေဆိုတာရှိရဲ့ဘီယာသာတကယ်အောင်ရင်အိုတော်မစင်းရဲဘူးအပြိုလှုပ်စားနဲ့ထိုင်စားနေတာအားကြစရာပါကညောအားရတက်နေတယ်သူသာပီယာစီရရင်ပွဲသိမ့်ပြီလေကာရမန်ကိုလည်းမမ်းမစေးကစွမ်းတာကိုဗျပါကညောရောဖိုးထိပ်ပါဘိုးတော်ကိုအယောင်လက်တဲ့မျက်လုံးမျိုးနဲ့ငေးကြည့်နေကြတယ်ဘိုးထိပ်ဆိုဘိုးတော်ကိုကြီးညိုလို့ဆိုပြီးမရှိရှိတာချက်ကျွေးနေတယ်ဟောကျုံမှာပီယဂါရာရှိပြီပီယနက်ခတ်နဲ့လဲကြိုက်ပြီပီယကိုလက်ခံဖို့တကြီးပါကညောဆိုတဲ့ပီယခန္ဓာကိုယ်ကြီးလဲရှိနေပြီပါကညောသူ့ကိုယ်သူပြန်ကြည့်တယ်သူခန္ဓာကိုယ်ကဘယ်တော့ကပီယခန္ဓာဖြစ်သွားမှန်းသူလည်းမသိလိုက်ဘူးဘိုးသားကိုပြောလို့သာနားထောင်နေရတာသူလည်းတိတ်တော့နားလေလှတာမဟုတ်ဘူးရဲ့ဒါပေမဲ့ခတ်တာကပီယာစေးဖော်ဖို့လိုအပ်တဲ့ပစ္စည်းအနှဲငယ်တော့ရှိသဗျဘိုးသားစကားကိုပါကညောနဲ့ဖိုးထေးတယောက်မျက်နှာတယောက်ပြန်ကြည့်ကြတယ်ပြီးတော့ဖိုးထေးကပဲနှုတ်သွက်ရှာသွက်နဲ့ဘာတွေလိုအပ်တာရှိလို့လဲပုံမွင့်လင်းလေးပဲပြောပါစေးစရာဘိုးသားကသူ့ပေါင်ကိုသူပုတ်ပြီးပြောတဲ့မပြောတဲ့စဉ်းစားနေပုံပေါ်တယ်လိုအပ်တာကတော့တိတ်ကြီးကြီးမားမားရေတော့မဟုတ်ပါဘူးဒါပေမဲ့ကိုယ်တိုင်လှုပ်မှဖြစ်မှာမို့ဖြစ်ပါမလားလို့ပါကညောကြီးဖင်တကြွကြွဖြစ်နေတယ်သူကပီယာစေးကိုအတင်းလိုချင်နေပြီကိုပြောတာပြောပါဖိုးသားကိုရာပါကညောမှမဖြစ်နိုင်တာမရှိဘူးဖိုးသားကပါကညောရောဖိုးထေးပါတလှဲ့ကြည့်တယ်ဟိုနှစ်ယောက်ကလည်းဘာဖြစ်ဖြစ်အကုန်လုံးမဲ့ပုံပဲဒါကြောင့်ပဲတကယ်လို့နေတာမဟုတ်ဆုံးမတမိန်နဲ့သူ့ဘော်လီဗျ
ဟဲနှစ်ယောက်လုံးအံ့အားသင့်သွားကြတယ်နည်းနည်းကြာမှဖိုးထီးကမျက်မှောင်ကျုံပြီးထမိန်ကတော့ဟုတ်ပါပြီ။ဘော်လီကဘာတော့မြ။ကိုဒီပြန်မေးလိုက်တာမို့ဘိုးသားကိုကြောင်သွားတယ်။နောက်မှခေါင်းကုပ်စဉ်းစားပြီးကိုလီဘော်လီဆိုတာမိန်းမတွေဝတ်တတ်တဲ့ချွေးကန်။ဒီတော့မှဖိုးထီးသဘောပေါက်ပြီးအော်ရှင်မီကိုပြောတာလား။ဘိုးသားကိုလည်းအလျင်အမြန်ခေါင်းညှိပြီးအင်းဟုတ်တယ်ချွေးကန်ရှင်မီ။ဖိုးထီးမျက်မှောင်ကျုံသွားတယ်ပြီးတော့အသေးချာစဉ်းစားပြီးမုတ်ဆိုးမဆိုတာကယောက်ျားရပြီးယောက်ျားတည်တော့မုတ်ဆိုးမဖြစ်တာမဟုတ်လားအင်းလေယောက်ျားရပြီးယောက်ျားတည်သွားမှမုတ်ဆိုးမဖြစ်တာလေဖိုးထီးနားမလဲနိုင်စွာခေါင်းကုပ်ပြီးယောက်ျားရပြီးသားမိန်းမဘယ်မိန်းမကရှင်မီးကြီးအလေးကန်ဝစ်လို့လဲဖိုးထီးစကားကြောင့်ဖိုးသားကိုကြောင်သွားတယ်ဟုတ်တာဒီလိုရွာတွေမှာကမိန်းကလေးတွေအိမ်တောင်ကြပြီးရှင်မီးဝစ်ဖို့မပြောနဲ့အင်ကြီးကတ်ရင်တောင်ကန်ကောင်းတော်တော်များများထမိန်ရင်ရှားနေကြတာဖိုးသားကခေါင်းကုပ်ပြီးမိန်းကလေးတွေအိမ်တောင်ကြပြီးအတွင်းကမွေးတော်ဘူးဆိုပေမဲ့အလူမင်္ဂလာဆောင်သွားဖို့အတွက်တော့တထဲတလေတော့ရှိကြမှာပဲလေဟုတ်ဘူးလားသူတို့အချီအချပြောနေတာကိုပါကညောတခွန်းမှဝင်မပြောဘူးတခုခုကိုအသေးချာစဉ်းစားနေပုံပေါ်တယ်အတန်ကြာမှနေပါဦးမုံဆိုးမထမိန်နဲ့ရှင်မီးယူပြီးဘာလုပ်ရမှာတော့ကိုသားအောင်ကပါကညောနာကတ်သွားပြီးဈေးဖော်ရမှာလေပီယာဈေးဖော်ရမှာဘလို့ပါကညောမျက်မှောင်ကျုံသွားပြန်တယ်ကိုသားအောင်စကားကိုသူမရှင်းဘူးဖြစ်နေတယ်ဒါကြောင့်ပဲဈေးဖော်တာတခြားအပြိုမိန်းကလေးတို့ရိုးရိုးအိမ်တောင်တွေတို့ထမိန်တို့ရှင်မီးတို့နဲ့ဖော်လို့မရဘူးလားသူစကားကိုဖိုးတောင်ကကျမ်းပြေကိုတဖြန်းဖြန်းပုတ်ပြီးအဲ့ဒါပြောချင်တာဒီမှကြည်စမ်းဖိုးတောင်ပြောတဲ့အတိုင်းပါကညောကကြည်တယ်ဖိုးတောင်ကအားတက်တယောနဲ့အပြိုကလေးတွေအိမ်တောင်တွေနဲ့ဈေးဖော်တဲ့အခါဟောအပြိုလေးတွေဆိုရှိစားမရှိနိုင်ဘူးလားပါကညောဘိုးသားအိုကိုပဲကြည်နေမိတယ်ဟောအိမ်တော်တယ်ဆိုရင်ရောသူ့ယောက်ျားရှိမနေဘူးလားအဲ့ဒါမျိုးတွေနဲ့ပြာစီဖုံမိမစွမ်းတာတော့မဟုတ်ဘူးစွမ်းတော့စွမ်းပါရဲ့ဒါပေမဲ့အနောက်ကနေပေါ်လာမဲ့ပြဿနာကအများကြီးဟောမောက်ဆိုးမကြတော့အနောက်ကလိုက်နှောက်ရှက်မဲ့သူရှိလားပါကညောအနေငယ်သဘောပေါက်လာပုံရတယ်ဘိုးတော်ကပဲဆက်ပြီးမရှိဘူးကိုပီယာစေးစောင်းပြီးဘလောက်ရှုပ်အနောက်ကလိုက်နှောက်ရှက်မဲ့သူမရှိဘူးဒါမှပီယာစေးကောင်းခေါ်တာဗျပါကညောပြုံးရောင်တန်းလာတယ်ဘိုးတော်ပြောတာကလည်းတဘာဝတော့ကြတာပီယာစေးစွမ်းတာတော့ဟုတ်ပါရဲ့အနောက်ကအတိုင်းအခိုက်တွေပါလာရင်ရှုပ်ပြီလေဒါကြောင့်ပီယာစေးစွမ်းရင်လည်းအလွတ်ကြီးစွမ်းရင်မကောင်းဘူးလားဒါနဲ့ပဲဖိုးထီးတို့ရွာထဲမှာမုတ်ဆိုးမအိမ်ဘယ်နှအိမ်ရှိတယ်ဖိုးထီးမျက်မှောင်ကျုံစဉ်းစားပြီးအများကြီးပဲလေပပကြီးဘွာလာခင်တို့ဆိုလဲယောက်ျားဆုံးထားပြီးမုတ်ဆိုးမပဲမဟုတ်လားအရွယ်တော်ဆိုရင်တော့ကျင်နှိုင်တို့သိမ်းမြတို့လဲမုတ်ဆိုးမပဲလေဟုတ်ပါရဲ့သူတို့ရွာတွေကမုတ်ဆိုးမကခက်များအဖွားရွယ်ဖြစ်မှယောက်ျားဆုံးလို့မုတ်ဆိုးမဖြစ်သူတွေများပုံလို့အေးဒါဆိုလဲမုတ်ဆိုးမအိမ်တအိမ်ကထမိန်နဲ့ရှင်ပြီးတွားယူခဲ့စမ်းငါယူခိုင်းနေတို့အော်မင်းအတွက်ပါတစုံသူစကားကိုဖိုးတောင်ကပြပြတလင်းနဲ့ကြားဖြတ်ပြီးဟာအဲ့လိုမရဘူးဟင်ဘလို့ဖိုးတောင်စကားကြောင့်ပါကညောရောဖိုးထီးပါကြောင်သွားတယ်ဘာလို့မရတာလဲဖိုးထီးကမေးတယ်ဖိုးတောင်ကအတန်ကိုနှိမ်ပြီးဘာလို့လဲဆိုတော့ဒါကအောင်လန်းနီးနဲ့အနေငယ်စိုင်းတပြားပါကညောနဲ့ဖိုးထီးတယောက်မျက်နှာတယောက်ပြန်ကြည့်ကြတယ်သူတို့ကဘာမှမသိတာကို
မိန်းကလေးတွေရဲ့ဝိညာဉ်ကိုသူတို့မသိအောင်ခိုးယူရမှာဗျသူတို့သာသိနေဘလို့လို့သူတို့ရဲ့ဝိညာဉ်ကိုအထိန်ချုပ်ခံမှာလဲဥပမာဗျာပါကကြောကြီးမှာပညာသေးရှိတယ်မှန်သိရင်ဘသူငါများနားကပ်ခံမလဲဟုတ်ဘူးလားကိုတောင်ပြောတော့လေတဘာဝကြတယ်လို့ဒါဆိုဘလို့လုပ်ရမှာလဲခိုးယူရမှာဟမ်ဟင်းကိုတောင်စကားကြောင့်နှစ်ယောက်လုံးကြောင်သွားတယ်သူတို့ကလူမိုက်တာလှုပ်တာရိုက်နှက်ပြီးယူရင်သာယူမှာကိုပြီးတော့တခါမှမယူဘူးလေဒါကြောင့်နှစ်ယောက်လုံးတည်င်ကတော့တွေ့သွားတယ်နောက်မှပါကညောကတပြင်းချပြီးခိုးထားမှဖြစ်မှဆိုလဲငပိတ်စီမှာမဟုတ်ဆိုးမှထမိန်ရောရှိမှာပဲဖိုးဒီငပိတ်စီကသွားတောင်းဝယ်လိုက်ကွာဟုတ်ကဲ့ပမိုင်းဟာနေကြပါဦးဟိုတောင်ကမန်းကတန်တားယူရတယ်အဲ့ဒီကိုလှုပ်လို့မရဘူးလေဟိုကောင်ခိုးတာကဒီအတိုင်းခိုးတာပညာစေးဖော်ဖို့ကြဂါရာစုပ်ပြီးခိုးရမှာမဗျဂါရာနှစ်ယောက်လုံးပြန်ငြိမ်သွားတယ်ဒါကိုဖိုးတော်ကပဲအရှိတွန်းလာပြီးဒီမှကြီးမောင်စိုးမတမင်ကိုကိုးတဲ့အခါသူ့ရဲ့ဝိညာဉ်ကိုဂါရာစုပ်ပြီးကိုစီပါလောင်ကိုမှာပတ်ပြီးရင်ဟောဒီကျိုးဘိုးတော်ကသူ့အိတ်ထဲကကျိုးတွေထုတ်လာတယ်ပြီးတော့ပါကညောတို့ဖိုးလေးတို့ကိုပြပြီးဟောတာဘာကျိုးထင်လဲမော်ကျိုးမော်ကျိုးနန်းတွင်တမားတော်ကြီးစေးစရာခဲပစိုးနဲ့နောင်တော်ကြီးတောင်ရှည်တို့ကိုရောကျစ်ထားတာမောင်ဆုံးမထမိန်နဲ့ရှမီးကိုမော်ကျိုးနဲ့မိပြီးဆိုရွရမယ်ဂါရာကဟောဒီမှာဆိုပြီးပေရွက်တရွက်ထုတ်ပြတယ်ပေရွက်မှာရေးထားတာကအုံတရာတုံးတဲ့အုံတုံးကျက်နဲ့ကျစ်စပွဲမိမယ်ငါတို့ကအုံစန်ဒီမေညိုလင်လုံးလာပြီးနေလှပြီဒီကာမတနာရှာရစန္ဒငါစရာစင်းဆိုစင်ကတ်ဆိုကတ်အုံရှာတရာအုံရှာရာအုံအဲ့ဒီဂါရာယူပြီးဖမ်းရမှာဘိုးတော်စကားကိုဟိုကနားလေလားနားမလဲလားတော့မသိဘူးခေါင်းတော်ညှိရှာတယ်အဲ့ဒီဖမ်းလာတဲ့ဝိညာဉ်ကျုပ်စီရောက်မှလိုအပ်တာကိုပြန်ချဟောဒီလုံထဲထည့်ပြီး9 ရက်9ဒီဂါရာစုပ်မန်းမှုတ်ပြီးခိုးထိုးရမှာအဲ့ဒီတော့မှဟောဒီမှာကြည်စံဘိုးတော်သူ့အိတ်ထဲကတခုခုကိုတကူပြီးတခုထုတ်ပြတယ်သူ့အိတ်ထဲမှာအကရိတ်ထိုးထားတဲ့လုံတွေလည်းပါထားတယ်နောက်ကြေးလုံးလေးတွေလည်းပါတယ်သူကကြေးလုံးလေးတစ်ခုကိုယူပြရင်ဈေးအောင်ပြီဆိုရင်ဖိုးထဲမှာဟောလို့အလုံးလေးတစ်လုံးရလာမယ်အဲ့ဒီအလုံးလေးကိုမှနတ်သားစီထဲထည့်သုံးမလားဒါမှမဟုတ်ဟောဒီလိုပီယာလုံးကိုပဲပစောင်ထဲငုံပြီးသုံးမလားအကုန်ပြီးအားလုံးပြီးဘိုးတော်ပြသမျှပါကညောတို့ဖိုးရီတို့ခမညာမျက်လုံးလေးကလေနဲ့ငေးယူရတယ်ဒါကိုဘိုးတော်ကအားတက်ပြီးဒီလိုပီယာစေးကတကယ်အောင်ပြီဆိုရင်မိန်းမတွေမဟုတ်ဘူးနော်အလောက်ကိစ္စရှိလို့ယောက်ျားတွေနဲ့ပြောပီယာလုံးလေးသာငုံပြီးပြောအားလုံးဟုတ်ကဲ့ဒီနဲ့ဆိုတာကိုမကြည့်ရဘိုးတော်ကသူစကားကိုသူသဘောကျပြီးတော့ရေးနေသည်ဘာကညောနဲ့ဘိုးဒီတို့ဘိုးတော်ကိုအပြောမှမျောပြီးဖိန်တကြွဒါပေမဲ့ဘိုးတော်ပြောတာတော့အားရစရာပါဒါပေမဲ့လည်းတကြီးကသူများအိမ်ထမိန်တက်ခိုးဖို့ဆိုတာဘာကညောစကားကိုဘိုးတော်ကအနာနာတိုးကပ်လာပြီးဒီအချိန်မှာတကြီးဆိုတာကြီးမေးထားလိုက်ပါမကြခင်မရီလေးတွေဝိုင်းလဲနေမဲ့ကိုပိုင်ညောဆိုတာမြင်အောင်လိုက်စမ်းမမြင်အောင်ကြည့်စမ်းမဘုရားပြောတယ်လို့ပါကညောစဉ်းစားကြည့်တယ်သူစိတ်ကူးထဲမှာရေချိုးချိန်တော့မရရှာဘူးဒါကိုသိရဲ့ဘုရားကဒီမှာတကြီးအိုလေးအိုဆိုတာကလည်းတကြီးတို့ရဲ့အုပ်ချုပ်မှုနဲ့တကူတဝက်ကင်းပြီးရွှန်သားတွေဟာခေါင်းပြောင်းအေးရတယ်ဆိုဘာကညောမန်ပြင်းနဲ့ခါပြန်မှတ်သွားတယ်ဘုရားကလည်းလူလေပဲတိတာပေါ့ဒါကြောင့်အန်ကျိတ်တန်ကလေးနဲ့တကြီးဆိုတာတညာကလေးပဲမေးပြီးလှုပ်လိုက်စမ်းပါစေးစွမ်းဖို့ကျုပ်တာဝန်ထား
ဘိုးတောင်စကားကိုပါကညောရှင်ကောင်းတန်ကြီးနဲ့လောက်ပြီးဗျာကဲညာမောင်အောက်ရွာလန်းတစ်လျှောက်လူတစ်ယောက်လုံနဲ့ပြေးချလာတယ်ဘသူကြီးမှလည်းအိုလေးအိုတကြီးပါကညောပေါ့ရုတ်တရက်ဆိုရင်တော့သူ့ကိုမမှတ်မိနိုင်ဘူးဘာလို့လဲဆိုတော့သူမိမအရင်စောဘူးပွဲလန်းတပင်းလေးတွားရင်တခါတလေသုံးနဲ့စပင်တူကြီးတတ်ထားတာကိုဒီလိုလုံရတာကလည်းအကြောင်းရင်းရှိတယ်လေရုတ်တရက်ခြေချောလက်ချောဖြစ်ပြီးသူ့ကိုတယောက်ယောက်တွေ့သွားရင်မှတ်မိမှာစိုးလို့ဒီညမှာတော့ပါကညောကြီးစပင်တူနဲ့မုတ်စိမ့်နဲ့စပင်ရှိဖားလျားနဲ့ညအမောင်အောက်ပြေးသွားနေတာသူခမညာဆေးစရာဖိုးတော်ကပြောတဲ့အတိုင်းဓာတ်ပူစီးအောင်ညတကောင်ရဲ့အချိန်ကိုရွေးလုံရတာကိုဒီလိုလုံမှဈေးပူစွမ်းမယ်ဆိုတာကိုဗျဒါကြောင့်ညတကောင်အချိန်ရောက်တာနဲ့လုံနေအောင်ပြေးတာမုတ်ဆိုးမမသိမ်းမြတို့အိမ်ကိုလေမုတ်ဆိုးမမသိမ်းမြအိမ်ကိုရွေးတာအကြောင်းရင်းရှိတယ်မသိမ်းမြကနှစ်ကြော့ပြန်မုတ်ဆိုးမပထမကိုတင်င်းနဲ့အိမ်တောင်ကြတယ်ကိုတင်င်းနဲ့ခလေးတယောက်ရပြီးကိုတင်င်းတည်တယ်ပြီးတော့လမှုတန်းဘက်ကမုတ်ဆိုးဘူးအဖိုးကြီးဥဖိုးလိုင်နဲ့ထပ်ယူတယ်ဥဖိုးလိုင်နဲ့ခလေးမရပဲဥဖိုးလိုင်တည်တယ်အော်အခုကြဒိုးကြကဝင်းမြင့်နဲ့ထက်ရှင်းကန်နေပြန်ပြီဒီလိုစွန်နဲ့မုတ်ဆိုးမှာထမိန်နဲ့ရှင်းမင်းရမှာသူရဲ့ပြရစေပူအောင်မြင်မှာပေါ့မဟုတ်ဘူးလားဒါကြောင့်မုတ်ဆိုးမှာမသိမ်းမြအိမ်ကိုတန်းကောင်အမိလုံးနေအောင်ပြေးတာနောက်ပြီးသူမသိမ်းမြအိမ်ကိုရွေးရရင်အကြောင်းရင်းကသူအိမ်ကလူနေတယ်လေမသိမ်းမြနဲ့သူသားပြီးစီညှောက်တောင်တကောင်ရင်ဒါပဲရှိတာကိုသူခြေလမ်းကိုထပ်သွက်လိုက်တယ်ရွာလေးကတော့တိတ်ဆိတ်စွာအိမ်မောကြနေတော့သူခြေလမ်းကိုထပ်သွက်လိုက်တယ်ရွာလေးကတော့တိတ်ဆိတ်စွာအိမ်မောကြနေတော့မသိမ်းမြအိမ်ရောက်တော့ခြံနားမှာတစ်ချက်ဝင်ဝစ်နေလိုက်သေးတယ်အချင်းကြီးမကောင်းရင်နောက်တစ်မျိုးကြံရအောင်လို့အားလုံးကတော့အငြိမ်ပါပဲရွာကအေးချမ်းလုံးတော့ရွာသူရွာသားတွေကစိတ်ချလက်ချအိပ်ရတာကိုပါကညောဘေးဘီဝေးကြည့်တယ်ထူးထူးခြားခြားဘာမှမတွေ့ရဘူးဒါကြောင့်ခြံစည်းရုပ်ကိုခုံကျော်ရင်းမသိမ်းမြအိမ်အောက်ဂျုံထိုးပြီးလက်ခနဲလှိမ့်ဝင်လိုက်တယ်အချင်းကြီးကတော့အငြိမ်ပဲဖုံတောင်တစ်ချက်မထားဘူးပါကညောတို့တက်ရက်ပုံနောက်လှေကားကြီးကနေပဲခေါင်းတင်ပြီးမသိမ်းမြအိမ်ထဲလှမ်းကြည့်လိုက်တယ်အမှောင်ထဲမှာလှုပ်ရှားနေကြမဟုတ်တော့ရုတ်တရက်မမြင်ရဘူးနောက်မှကျင်သားရပြီးတဖြည်းဖြည်းမှုံဝမ်းဝမ်းနဲ့မြင်လာရတယ်အိမ်ပေါ်မှာလူရိပ်လူရောင်မမြင်ရဘူးပါကညောလေးဘက်ထောက်ပြီးလှေကားတဆင့်ချင်းတက်လိုက်တယ်အိမ်ထဲလှမ်းကြည့်လိုက်တယ်အိမ်အခန်းထဲမှာမမြသိန်းနဲ့သူသားအိတ်နေတယ်အိမ်ကြီးမှာတော့ဘီရိုတွေနဲ့ပကံစင်တွေထားတာတွေ့ရတယ်ဟုတ်ပြီဘီရိုထဲမှာတော့ထမိန်တွေရှင်မီးတွေတော့ရှိမှာပဲလေပါကညောကြီးဝမ်းသာအားရပဲဘီရိုနားပြေးကပ်လိုက်တယ်ပြီးတော့ဘီရိုတကားကိုရှာဖွင့်ကြည့်လိုက်တော့ဟာဖြစ်ချင်တော့ဘီရိုတကားတွေကပိတ်ထားတယ်ပါကညောကြီးအကြီးအကျယ်စိတ်ပြတ်သွားတယ်သူဘလို့ဆက်လို့ရမှန်းမသိတော့ဘူးဘီရိုမှန်ကြီးခွဲလိုက်ရင်လဲမသိမ်းမြတို့နိုးသွားနိုင်တယ်လေနှမ်းဆောင်လိုက်ရှာတယ်ထွင်းလို့ရတာဘာမှမရှိဘူးဒါကြောင့်ဘေးနားမှာချွတ်ပုံထားတာများရှိလေမလားလို့လိုက်ရှာလိုက်စမ်းကြည့်သေးတယ်ဘာမှမရှိဘူးမုတ်ဆိုးမှအိမ်ဆိုပေမဲ့အားလုံးတတ်တတ်ရရပဲပါကညောဟိုကြီးဒီကြီးနဲ့အခန်းထဲဝိတ်ကြည့်လိုက်တော့ဟင်းအိပ်ပျော်နေတဲ့မသိမ်းမြရဲ့နံဘေးမှာချွတ်ပုံထားတဲ့ရှင်မီးတစ်ထည်တွေ့တယ်ပါကညောဝမ်းသာသွားတယ်ဒါကြောင့်အခန်းထဲကိုခြေဖော့နေပြီးဝင်လိုက်တယ်အိပ်ပျော်နေတဲ့မသိမ်းမြကိုကြော်ခွာပြီးရှင်မီးရှိရာသွားလိုက်တယ်နောက်စောက်ကြောက်ထိုင်ပြီးရှင်မီးကိုလှမ်းကောက်လိုက်တယ်ရှင်မီးအစ်စ်ဟုတ်မဟုတ်ကြည့်ရသေးတယ်ဟုတ်တယ်ရှင်မီးအစ်စ်ပဲဒါနဲ့ဘေးနားမှာချွတ်ပုံထားတဲ့ထမိန်တွေ့လို့တွေ့ညာလိုက်ကြည့်သေးတယ်ဆောင်းတချို့ထပ်ထားတာပဲတွေ့ရတယ်ထမိန်တစ်ထဲမှမတွေ့ရဘူးရှင်မီးကိုတော့ပူလို့ချွတ်ပြစ်ထားပုံရတယ်အဲ့ဒီအချိန်မှာပဲမသိမ်းမြကြောတွေစမ်းပြီးသူ့ဘက်လှည့်လာတယ်ဟာပါကညောစားဘော်လီကြီးကန်ပြီးတုံတက်သွားတယ်ကြောက်စိမ့်နဲ့တုတ်တောင်မလှုပ်ရဲဘူး
မသိန်းများကအိမ်ယာကနေနိုးပုံမပေါ်ဘူးပါကညောဘက်လှည့်ပြီးခွေခွေလေးပြန်အိပ်ပျော်နေတယ်မထင်မှတ်ပဲပါကညောမသိန်းမြကိုကြည့်မိတော့ဟာမသိန်းမြရဲ့ထမိန်ကခါမှချီထားတာမဟုတ်ဘူးခါမှပြေကျနေပြီပါကညောဘေးပြီးဝေးကြည့်တယ်ဘာထမိန်မှမတွေ့ဘူးဒါနဲ့ပဲမထူတော့ပါဘူးကွာအိမ်နေတဲ့မသိန်းမြရဲ့ထမိန်ကိုပဲချူယူသွားတော့မယ်ဆိုပြီးဆုံးဖြတ်လိုက်တယ်ဟုတ်တယ်လေအပြင်မှာထမိန်မှမရှိတာပါကညောစောင်းပါတစ်ထည်ကိုယူပြီးမသိန်းမြကိုပေါ်လွှားပေးလိုက်တယ်မသိန်းမြကပူလို့ထင်တယ်စောင်းကိုရောင်ပြီးပြန်ခွာဖို့လုပ်တယ်အိမ်ကြီးရောင်တာဆိုတော့စောင်းကမကွာဘူးအตาရာပဲပါကညောမသိန်းမြချင်းရင်နေရာကိုရွှေ့လိုက်တယ်ပြီးတော့မသိန်းမြထမိန်အနားစာကိုကြည်ကြည်ပေါင်းစုပ်ပြီးလက်ယူတယ်ရှိကျမ်းပြေနဲ့ထမိန်ပုတ်တန်ထမိန်ကပါကညောလက်ထဲပါလာတော့ပါကညောဝမ်းသာနေတယ်နှက်ခမ်းကိုရှာနဲ့တက်နဖူးကချွေးကိုတုပ်ပြီးထမိန်ကိုဆက်ဆွဲတယ်အဟင်ခလင်းရဲ့ညင်းညူတန်ပါကညောခေါင်းနှစ်ပန်းကြီးသွားတယ်အမေအမေရှိရဲ့သားစကားတန်နဲ့အတူမသိန်းမြသူ့သားဘက်ပြန်လှည့်သွားတယ်ပါကညောကြီးကတော့မသိန်းမြထမိန်ကြီးကင်ပြီးငြိမ်နေမိတယ်မသိန်းမြကမျက်လုံးမဖွင့်ပဲသူ့သားရဲ့တင်မားကိုပုတ်ပြီးချော့သိပ်တယ်မဲဘာရှိပေါက်ချင်နဲ့ပါကညောမျက်နာကြီးအန်းတက်လာတယ်ခေါင်းမွေးတွေလည်းထောင်တက်လာတယ်မသိန်းမြထမိန်ကြီးကျမ်းပေါ်စုပ်ကိုင်းရင်ဘာလုပ်ရမှန်းမသိဘူးလူကလည်းငုတ်တုတ်ကြီးအဲ့ဒီချိန်မှာပဲမသိန်းမြခေါင်းထောင်လာပြီးချင်းကပေါက်မှသွားပေါက်လိုက်တာဆိုပြီးထမကြည့်ပဲပြန်အိတ်သွားတယ်ခလင်းကအိမ်မုံစုံပွားနဲ့အိယာကထတယ်ပါကညောထမိန်ကိုစုပ်ကိုင်းပြီးငုတ်တုတ်ကြီးရှိနေတော့သူခမအတွေ့အကြုံကလည်းမရှိတော့ဘာလုပ်ရမှန်းမသိဘူးခလေးကသူ့စီဦးတီလာတယ်ခလေးငယ်ကအိမ်မုံစုံပွားနဲ့သူ့မျက်လုံးသူပုတ်ပြီးထလာတယ်ပါကညောကလည်းငုတ်တုတ်ကြီးရှိနေတော့ထမိန်စာကြီးစုပ်ကိုင်ထားတော့ခြေလန်းလှမ်းလာရင်ခလေးကပါကညောကိုတွေ့ပြီးရက်သွားတယ်ပါကညောကလည်းကြောင်ပြီးခလေးကိုကြည့်နေမိတယ်ခလေးကပါကညောကိုတလှည့်အိတ်နေတဲ့သူ့အမေကိုတလှည့်ပြန်ကြည့်တယ်သူလည်းဘာလို့ရမှန်းမသိတော့ကြောင်နေပုံပေါ်တယ်ပါကညောကလည်းသပင်တူကြီးနဲ့ဆိုတော့ခလေးကမှတ်မိပုံမပေါ်ဘူးဒါကိုအခွင့်ကောင်းယူပြီးပါကညောလင်းပါကညောနှက်ခမ်းပေါ်လက်တင်ပြီးတိတ်တိတ်နေဖို့ပြောတယ်အဲ့ဒီအတန်လဲကြားရောခလေးကတုန်တက်သွားတယ်သူကိုရှူးတယ်ထင်လို့လေပြီးတော့ပါကညောရှိရန်လှမ်းလာတယ်ဘာလို့လဲဆိုတော့သူသေးပေါက်ဖို့အပေါက်ကပါကညောနားမှာမို့လို့လေအနားရောက်တော့ဘောင်းမီချွတ်တယ်ပြီးတော့ခလင်းကသေးပေါက်တာတောင်အငိမ့်မပေါက်ဘူးသူအမေကိုတလှည့်ပါကညောကိုတလှည့်လှဲကြည့်နေတော့သူသေးကငုတ်တုတ်ထိုင်နေတဲ့ပါကညောမျက်နှာလာစင်တာပါကညောလဲစိတ်တူပြီးခလေးဖင်ကိုပြန်ကလေးချဖို့လုပ်တယ်နောက်မှတတိယပြီးနေရာမှန်ကိုပြန်တဲ့လိုက်ပြရတယ်ဖင်ရိုက်လိုက်လို့ခလေးထငိုရင်သိပြီလေခလေးကသေးပေါင်ပြီးလို့ဘောင်းမီပြန်ဝစ်တယ်ပါကညောကသွားပြန်အိပ်ဖို့အတန်တိတ်ပြောတယ်ခလေးကပါကညောကိုကြည့်ပြီးအိပ်ရာပြန်သွားတယ်ခုနသူအိပ်တဲ့နေရာရောက်တော့မအိပ်သေးပဲပါကညောကိုထိုင်ကြည့်နေသေးတယ်ပါကညောကအတန်တိတ်ဖြစ်လေတဲနေလိုက်ဆိုပြီးအတန်တိတ်နဲ့ပုံစံလုပ်ပြတယ်ဒီတော့မှခလေးကအိပ်ရာပေါ်ပြန်လှဲသွားတယ်အဲ့ဒီတော့မှပါကညောစိတ်ထွက်လာတဲ့နှစ်ဖူးကချွေးပြန်တုပ်ပြီးမသိမ်းမြထမင်းကိုပြန်လိတ်ချွတ်တယ်ညတန်းကောင်ရံမှာပါကညောရဲ့ထမင်းချွတ်တန်ကခက်မှန်မှန်ပေါ်နေတယ်ပါကညောခမရလဲမသိမ်းမြနိုးသွားမှာဆိုလို့ထမင်းကိုအများကြီးဆွဲမချွတ်ရဲဘူးအဲ့ရာကနေမနိုးယုံဖြည်းဖြည်းချင်းလိတ်ပြီးဆွဲယူနေရတယ်ဒီချားနဲ့ဖြတ်ခနဲ့ကလေးကငုတ်တုတ်ထထိုင်တာတွေ့တော့ပါကညောလန့်သွားတယ်
ပြီးတော့ပါကညောကြီးငိုမဲမဲနဲ့မသိမ်းမြထမင်းကိုရောခလေးကိုပါလုံမိလုံရလက်အုပ်ချီပြီးပြန်အိမ်နေပါကွာဆိုပြီးရှက်ခိုးယူရတယ်ဒီတော့မှခလေးကသူ့လက်မနဲ့လက်ညှိုးကိုဝိုင်းပြန်ပြီးပြန်အိတ်သွားတယ်အချိန်ရတော့ကြာလက်ယူပြီးမှဖြက်ဟာမသိမ်းမြထမင်းကသူ့လက်ထဲကွင်းလောင်းကျွတ်ကြီးပါလာတယ်ဟာရပြီကွာဘာကညိုထကမိမတက်ဝမ်းသာသွားတယ်သူခမညာသူကတော့အရင်စောဘူးနဲ့တုန်းကမင်္ဂလာဦးညမှာချုပ်ခဲ့ရတာတော့ဒီလောက်မပြောဘူးဝမ်းသာမျက်ရည်လဲပြီးထမိန်ကိုတောင်နမ်းမိပြီးမျက်နာကိုအားရပိုင်းရတုတ်လိုက်သေးတယ်နောက်မှသတိရပြီးဟာခါရာစုပ်ရအောင်မယ်ဆိုတာသတိရပြီးအခန်းပြင်ထွက်လိုက်တယ်အားလုံးပဲစိတ်ဝင်စားစွာနဲ့နားဆင်ကြရမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့ရဲ့ channel လေးမှာအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့စာအုပ်လေးတွေကိုလက်လန်းမိတလောက်တင်ဆက်ပေးသွားမှာဖြစ်လို့ like and subscribe လုပ်ထားကြဖို့မမေ့ပါနဲ့ခင်ဗျာနားဆင်လို့တဲ့စာအုပ်လေးတွေကိုလည်း comment မှာရေးသွားပေးလို့ရပါတယ်ခင်ဗျာ